ကျွန်တော်ရဲ့ဘဝမှာဒါဒီချက်တွေဒါမရှိဘူးဆိုလို့ရှိရင်တော့အောင်မြင်မှုကတော့ကြာခိုင်နှုန်းရှိတိုင်းလေပေါ့ဘာလဲဆိုလို့ရှိရင်တော့ပထမချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအချိန်ဆွဲတတ်တဲ့အကျင့်ပေါ့ကျွန်တော်ဆိုလို့ရှိရင်တစ်ခုလုံးမယ်ဆိုလို့ရှိရင်အရန်အချိန်ဆွဲတယ်ပုံမှန်တစ်ခုစပြီးလုပ်မယ်ဆိုလို့ရှိရင်မနေ့ဖြတ်မှလုပ်မယ်ပုံမှန်ကျွန်တော်အင်္ဂလိပ်စာလေ့လာတာပဲဖြစ်ဖြစ်workout blog တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ကဒီမနေ့ဖြတ်မှစလုပ်မယ်ကျွန်တော်ပေါ့နော်အဲ့လိုမျိုးဖိအားလာမပေးတဲ့ဆရာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ကလောက်ရတာအဆင်မပြေဘူးဘာဖြစ်လို့ကျွန်တော်ကအချိန်လေးဆွဲနေတယ်ပြီးလို့ရှိရင်ပြင်းတယ်ပေါ့အဲကြောင့်မို့ကျွန်တော်ကဒီအချိန်ဆွဲတဲ့အချိန်ကတော့ကျွန်တော်တို့ကလုံးဝစိတ်ခုံမှုဖြစ်နေတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကအကြောင်းပြချက်ပေးတာကျွန်တော်ဆိုလို့ရှိရင်ခဏအကြောင်းပြချက်ပေးဥပမာကျွန်တော်အင်္ဂလိပ်စာလေ့လာမယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဟာလေ့လာမယ်ကျွန်တော်မှဒီဟာမရှိလို့ဟိုဟာမရှိလို့ဆိုပြီးတော့မှအကြောင်းပြချက်ပေးတယ်ပေါ့နော်ဥပမာကျွန်တော်စာအုပ်တွေကလေ့လာမယ်ဆိုတော့ကျွန်တော်မှစာအုပ်မရှိဘူးအဲ့လိုမျိုးနောက်ကကျွန်တော်မှရှိမရှိဘူးကျွန်တော်ကအလုပ်ရှိတယ်ဆိုပေမဲ့လည်းအချိန်ကအရန်အားရတယ်ရှိတယ်ပေါ့နော်ဥပမာတစ်ပတ်လုံးလုံးနေရတာမဟုတ်ဘူးဗျာအဲအကြောင်းမို့လေ့လာမယ်ဆိုလို့ရှိရင်တော့ချိန်တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီအကျင့်ကကျတော့ပြင်လို့မရဘူးပေါ့နော်ပြင်လို့ရမယ့်နည်းလမ်းတွေတော့ကျွန်တော်ခြားတယ်ဒါပေမဲ့ခုနပြောတဲ့အချက်ပထမချက်ကိုကျွန်တော်ကကျူးလွန်နေမနှက်ဖြတ်မှာခြားတော့မယ်မနှက်ဖြတ်မှာလုပ်တော့မယ်အဲ့လိုမျိုးအချိန်ဆွဲတတ်တဲ့အကျင့်ရယ်ပြီးလို့ရှိရင်အကြောင်းမဲ့ချက်ပေးတဲ့အကျင့်ကတော့ကျွန်တော်ဘဝအတွက်ကတော့လုံးဝဒါဖြောက်လို့မရသေးတဲ့အကျင့်တွေပေါ့နော်အဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်တို့ဒီအားလုံးပေါ့နော်လူတွေအားလုံးကဒါပြင်လို့ရမယ်ဆိုလို့ရှိရင်တော့ဒါအောင်မြင်ဖို့ကတော့ကျွန်တော်ကအသေးရတယ်